လုံးပဲမင်္ဂလာပါမိရဲ့ YouTube channel ကနေပြန်လဲကြိုဆိုပါတယ်။ဘာ skin care လေးတွေသုံးနေရလဲဆိုတာကိုလည်း sharing လုပ်ပေးချင်ပါတယ်။လက်ရှိသုံးနေတဲ့ serum အမျိုးအစားလေးတွေ Pure အမျိုးအစားလေးတွေနောက်တစ်ခု vitamin C serum Cosrx ရဲ့ essence ပေါ့နော်အဲ့ဒါလေးတွေလက်ရှိသုံးနေပါတယ်။ဘယ်သားရည်အတွက်ဘယ်လိုအဆင်ပြေမလဲဆိုတာလည်းပြောပြပေးချင်ပါတယ်။အရင်ဆုံးအနေနဲ့ hyaluronic essence ပေါ့နော်Cosrx ကထုတ်တယ်အဲ့ဒါလေးကိုလက်ရှိသုံးနေတာကအဆင်တော့ပြေပါတယ်ဒါပေမဲ့သူကနည်းနည်းလေး texture ကစီကက်ကလေးဖြစ်တယ်နောက်တစ်ခုသူကbrightening ဖြစ်ခြင်းတဲ့လူတွေရေတက်ပြည့်ခြင်းတဲ့အသားရည်အတွက် combination skin ဖြစ်တဲ့လူတွေသုံးလို့အဆင်ပြေပါတယ်အဲ့တော့လက်ရှိသုံးနေတာလေးကတော့ဒီလေးမျိုးတွေကနေပထမတစ်မျိုးပြပြီးတော့ skin 1004ရဲ့ Santala လေးကိုလည်းပြချင်ပါတယ်သူကတော့ Pure type ဖြစ်တဲ့အတွက်သူရဲ့ texture ကရေလိုပဲနောက်တစ်ခုကသူကဝက်ချံသမားအစီဘူးထွက်တဲ့သမားတွေအတွက်အဆင်ပြေပါတယ်မေကနှာခေါင်းသားလေးမှာဝက်ချံတစ်ခါတရံထွက်တဲ့အစီဘူးလေးတွေထွက်တယ်လို့သူ့ကိုလည်းမေသုံးပြနေရဖြစ်တယ်သူကတော့ဖြစ်နိုင်တော့ oily skin သုံးလို့အဆင်ပြေတယ်အစီပြန်တဲ့သမားတွေအဆင်ပြေတယ်နောက်တစ်ခုကဥမာထားပါတော့ပေါ့နော်ဒီအသားချောင်းနေလို့တခါတရံမှာဝက်ချံလေးတွေအသားချောက်ပေးမယ်ဝက်ချံရှိတယ်မေတို့လိုမျိုး combination skin ဖြစ်တယ်နောက်တစ်ခုဒီအစီဘူးလေးတွေထွက်တဲ့လူတွေဆိုရင်ဒါလေးသုံးလို့တင်တော်ပါတယ်သူကရေလိုပါပဲရေတိုက်ပဲအနံ့မပါဘူးသူ့ကိုသုံးမယ်ဆိုရင်သူကအရင် fresh ဖြစ်တဲ့ခံစားမှုရတယ်ပေါ့နော်သူ့ကိုကတော့မေrating 9 လောက်ပေးပါတယ်နောက်တစ်ခုကတော့ Baker You ပေါ့နော်သူကတော့ဒီ serum လေးပါပဲသူကmoisture ကို balancing လုပ်ပေးတဲ့ serum ပါသူလည်း made in Korea ပါပဲမေအားလုံးသုံးတဲ့ skin care တွေအကုန်လုံးက Korean ကသုံးတာများပါတယ်သူကတော့မေကတခါတရံမှာ combination skin ဖြစ်တဲ့အတွက်တခါတရံမှာမေအမျက်နှာအစီပြန်တယ်ရေဓာတ်နဲ့အစီနဲ့မှမကွဲဘူးပေါ့နော်တခါတရံကျရင်နှာခေါင်းသားတစ်ဝိုက်ကအစီပြန်ပြီးပါးနှစ်ဖက်ကခြောက်နေတတ်ပါတယ်အဲ့လိုအချိန်ဒီမှာသူ့ကိုသုံးပြီးတယ်သူက moisture balancing ဖြစ်တဲ့အတွက်မျက်နှာအသားအရည်ကိုရေဓာတ်နဲ့ moisture ကိုညှိပေးတယ်ပေါ့နော်အဲ့လိုဆိုမေပါးနှစ်ဖက်ခြောက်နေတာမျိုးလေးတွေအဲ့လိုအချိန်လေးသုံးပါတယ်သူကတော့ texture ကတော့အရင်မပြစ်မကျဲလေးပါပဲနောက်တစ်ခုကကျတော့သူက50 ml ပဲပါတဲ့အတွက် budget တော့သိစိတ်မဖြစ်ပါဘူးပလင်အသေးဆုံးလေးပါပဲနောက်ဆုံးတစ်ခုကတော့ဒီ Goodle brand vitamin C dashboard serum ဖြစ်ပါတယ်သူကတော့ဘာအတွက်ကောင်းလဲဆိုရင်သူကအမဲဆက်ရှိ